လွန်ခဲ့တဲ့10နှစ်လောက်က အရန်ကိုလိမ်မာပါနာတဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ရှိပါတယ်။သူဟာလူတိုင်းရဲ့ယုံကြည်မှုကိုရအောင်ယူနိုင်တဲ့အပြင်စကားပြောရလဲအရန်ကိုချိုတာလုံးလို့လူတိုင်းကသူ့ကိုလေးစားချစ်ခင်ခဲ့ကြတယ်။ဒါပေမဲ့တနေ့မှာတော့သူ့ရဲ့လုပ်ဖော်ကံပဲတယောက်ဟာသူ့ရဲ့ထူးဆန်းတဲ့အချက်တစ်ချက်ကိုသတိထားမိသွားတယ်။အဲ့ဒါဘာလဲဆိုတော့သူဟာလူများရှိမှပြုံးပြုံးရွှဲရွှဲနဲ့တဘောကောင်းပြနေပေမဲ့လူတွေမမြင်နိုင်တဲ့နေရာမှာဆိုရင်တော့အခြားလူတွေကိုဆက်ဆံတဲ့ပုံစံစားတော့ဆိုင်တွေမှာဇပွဲလုံးလေးတွေကိုဆက်ဆံတဲ့ပုံစံတွေကအရန်ကိုမောက်ဝါရိုင်းဆိုင်နေတာပါသူကြည့်တဲ့အကြည့်တွေကလည်းအရန်ကိုအေးဆက်ပြီးရက်ဆက်ပြတ်သားနေတာပါနောက်ဆုံးမှာတော့အဲ့ဒီလူကကုမ္ပဏီတစ်ခုရဲ့ငွေကြေးအားလုံးကိုလိမ်လည်ပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်လူတိုင်းကအဲ့လူအံ့ဩနေကြပြီမယ်သူ့လို့ပေါ်ကံဘက်ကတော့မအံ့ဩခဲ့ပါဘူးဘာလို့လဲဆိုတော့သူဟာအဲ့လူရဲ့ညနေဖုံးနောက်ွယ်ကအမှန်တရားကိုစောစောစီးစီးမြင်ခဲ့လို့ပါပဲကျွန်တော်တို့ပေါင်းကြံမှာလည်းအဲ့လိုလူမျိုးတွေအများကြီးရှိပါတယ်သူတို့ကတက်ကိုအရန်ကောင်းပြနေလိမ့်မယ်အမြဲမြောက်ပဲ့နေလိမ့်မယ်ဒါပေမဲ့အဲ့ဒါတွေကတကယ်ပဲစေနာရန်ခံတာလားဒါမှမဟုတ်တခုခုလိုချင်လို့လှည့်စားနေတာလား psychology ကလှည့်စားတဲ့လူတွေမှာဘယ်လောက်ပဲဖုံးကွယ်ထားပါစေဖုံးကွယ်လို့မရတဲ့အချက်ပေးခေါင်းလောင်းတွေရှိပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဒီလှည့်စားတဲ့လူတွေရဲ့နောက်ွယ်ကအမှန်တရား၃ချက်ကိုကျွန်တော်ပြောပြပြီးတော့ပါမယ်ပထမတစ်ချက်ကတော့အလွန်ကြုံမြောက်ပင့်ခြင်းလှည့်စားတဲ့လူတွေကတင်းယုံကြည်မှုကိုမြန်မြန်ရဖို့အတွက်တင်းကိုအလွန်ကြုံချီကျူးတတ်ကြပါတယ်တင်းနဲ့တွေ့တာတိတ်မကြသေးပေမဲ့တွေ့ဘူးတဲ့မြလူတွေထဲမှာတင်းအကောင်းဆုံးပါလို့ပြောလာပါလိမ့်မယ်psychology ကဒါတင်းရဲ့နားကိုတစ်ဖက်ပိတ်ပြီးတူတူကိုတန်ရုံးစင်တွေ့လောက်လုပ်တင်နေလာမှာလူကောင်းတစ်ယောက်ဟာတင်းကိုအချိန်ယူပြီးမှနားလည်လာမှာဖြစ်တယ်လို့တင်းရဲ့အမားကိုတွေ့ရင်လည်းအာမနာတန်ထောက်ပြတတ်ပါတယ်ဒုတိယချက်ကတော့တစ်ဖက်လူကိုပြစ်ပုံချခြင်းလေစားတဲ့လူတွေရဲ့အကြီးမားဆုံးလက္ခဏာကတော့ငါမားတယ်ဆိုတဲ့စကားကိုဘယ်တော့မှမပြောတာပါပဲပြဿနာတစ်ခုဖြစ်လာရင်သူတို့ကြောင့်ဖြစ်တာတောင်တင်းကြောင့်ဖြစ်တာပါဆိုပြီးတော့အကြောင်းပြချက်မျိုးမျိုးရှာပါလိမ့်မယ်တင်းကိုပြန်ပြီးတန်နေရဝင်လာအောင် gaslighting လုပ်ပြီးပြောဆိုရပါတယ်တတိယချက်ကတော့သူတစ်ပါးပေါ်ဘလို့ဆက်ဆံလဲဆိုတာကြည့်ပါစောစောပုံမြင်နေကလို့ပါပဲတဲ့ပေါ်ကောင်းပြပေးနေတာကလိုချင်တာရှိလို့ဖြစ်နိုင်ပေမဲ့သူ့ပေါ်ဘာကြိုးများမှမပေးနိုင်တဲ့လူတွေဥပမာလမ်းဘေးကလူတွေဝန်ထမ်းငယ်လေးတွေပေါ်သူတို့ရဲ့ဆက်ဆံပုံကိုကြည့်ပါအဲ့ဒါကသူတို့ရဲ့ဇယိုက်အမှန်ပါပဲလေစားတဲ့လူတွေဟာသူတို့ထက်အားနေတဲ့လူတွေရဲ့အပေါ်မှာသူတို့ရဲ့မျက်နှာဖုံးကိုချွတ်ပြလိုက်တတ်ကြပါတယ်လူတစ်ယောက်ကိုချက်ချင်းကြီးတော့အဆုံးဖြတ်မပေးပါနဲ့ဒါပေမဲ့အချိန်တစ်ခုပေးပြီးသူ့ရဲ့အပြောနဲ့လို့ရကိုက်ညီမှုရှိမရှိစောင့်ကြည့်ပါလေစားတဲ့လူတွေဟာအချိန်ကြာလာရင်သူ့ရဲ့ဇာတိကိုမဖုံးနိုင်တော့ပါဘူးအရေးကြီးတာကတင်းရဲ့ပင်ကိုတိစိတ်ကိုယုံကြည်ဖို့ပါပဲလူတယောက်ကတင့်ကိုကောင်းပေးနေပြီမဲ့စိတ်ထဲမှာတခုခုမတင်မကျဖြစ်နေတယ်လို့ခံစားနေရရင်အဲ့ဒါကိုသတိထားပါတင်းပေါင်းကျင်မှာရောအဲ့လိုလေစားတဲ့လူတွေနဲ့ကြုံမှုပါလားတင်ဘလို့တီသွားခဲ့လဲဆိုတော့ကွန်မန့်မှာညှောက်ပြီးတော့ပါဦးဒီဗီဒီယိုလေးကတင့်တွေအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့စိတ်ပညာဘုဒ္ဓတွေအတွက်ကျွန်တော် channel ကို like and subscribe လုပ်ဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်